ကိုဘောလုံးကစားနေမှာမြောက်တီအားလုံးဟာနှွေပင်ဒီကိုဆွဲပြီးတွဲလောင်းခိုးရင်ဘောလုံးကိုဥခန်းခွင်ကြီးတစ်ခုထဲကိုထည့်ရတာဖြစ်ပါလေကြည့်ရတာဒီမြောက်တွေကသူတို့ဘာသာတောတွင်းအိုလံပစ်ပွဲတော်ကိုတီထွင်ထားကြပုံပါပဲသူတို့စီမှာငပြောဒီပလိုင်ဖွဲတွေရောရှိမလားလို့ကျွန်တော်တွေးမိပါသေးတယ်ကဲဇလန်ဘက်ပြန်တော့ရအောင်သူတို့အဝေးကနေကြည့်နေတော့မှပဲစုံမဟော်ကင်ထုတ်ခဲ့တယ်လို့အင်အားကြီးတဲ့မြောက်တကောင်အထေကြီးပြင်းလာတဲ့ဗန်ညာကိုတွေ့လိုက်ရပါတယ်သူကတခြားသူတွေထက်အရင်ဆုံးဂိုးသွင်းလိုက်ခဲ့ပါတယ်ကစားပွဲဆက်လက်ဖြစ်ပွားနေတော့မှဘောလုံးကအီယန်အနားကိုရောက်လာပါတယ်ကစားရှင်စိတ်တွေအရန်ပြင်းပြနေတာကြောင့်သူကတစ်ပင်ဘော်ကနေခုန်ချပြီးဂိုးသွင်းဖို့ကြိုးစားခဲ့ပေမဲ့နှွေးပင်ကိုမဖမ်းမိပဲပြိုကျသွားပြီးတခြားမြောက်တချို့နဲ့အက်ဒဝတ်ကိုပါဆွဲချသွားပါတယ်ဘောလုံးကသူ့လက်ထဲကနေရှော့ချပြီးကျင်းတစ်ခုထဲကိုကျသွားပါတော့တယ်တခြားမြောက်တွေကဘောလုံးဆုံးရှုံးသွားတဲ့အတွက်သူ့ကိုဝိုင်းပြီးရိုက်နေကြပါတယ်အီယန်ကိုကူညီဖို့အတွက်အက်ဒဝတ်ကဘောလုံးကျသွားတဲ့ကျင်းစီကိုချက်ချင်းပြေးသွားပါတယ်သူကနောက်ထပ်တစ်ဆေးတစ်ခုကိုချိုးလိုက်ပြီးသူ့ရဲ့ကက်ဆေးဆေးအရာဝတ္ထုအကူအညီနဲ့ဘောလုံးကိုဆွဲထုတ်လိုက်ပါတယ်ဒါကိုအားလုံးကသဘောကျသွားပြီးအက်ဒဝတ်ကိုချီးကျူးကြပါတော့တယ်အဲ့ဒီနောက်ဗန်ညာကကစားပွဲပြန်ဆိုးဖို့အတွက်အက်ဒဝတ်စီကနေဘောလုံးကိုလှူယူလိုက်ပါတယ်ဒါပေမဲ့သူဘောလုံးကိုပစ်ဖို့လုပ်တဲ့အခါဘောလုံးကသူ့လက်မှာကတ်နေတာကိုတွေ့လိုက်ရပါတယ်အားလုံးကသူ့လက်ထဲကနေဘောလုံးကိုဆွဲထုတ်ဖို့ကြိုးစားကြပေမဲ့မြဲကြီးကတ်နေခဲ့ပါတယ်မြောက်တကောင်ကဗန်ညာရဲ့လက်ထဲကနေဘောလုံးကိုအတင်းဆွဲထုတ်ဖို့ကြိုးစားရင်တစ်ကွိုင်းတစ်ခုနဲ့စုံမိသွားတာကြောင့်ဘောလုံးကလက်ထဲကနေလွင့်ထွက်သွားပြီးဘူရင်ကြီးကိုတွားမှန်ပါတော့တယ်ဒီတစ်ခါတော့ဘောလုံးကဘူရင်စီမီယုံရဲ့ခေါင်းမှာတွားကတ်သွားပါတယ်အဲ့ဒီနောက်ဗလာဒီမာကဘုရင်ကြီးရဲ့ခေါင်းကနေဘောလုံးကိုခွာဖို့ကြိုးစားရင်မတော်တဆဘောလုံးနဲ့အတူဘုရင်ကြီးရဲ့စံဖင်တွေကိုပါဆွဲခွာမိသွားပါတယ်ဘုရင်ကြီးကအရန်တော်တာထွက်သွားပြီးဘောလုံးနဲ့အပစ်ခံရတာဘဒူးလက်ချက်လေလို့မေးပါတော့တယ်ဗလာဒီမာကတော့ပြစ်ဒဏ်ကနေလွတ်အောင်ကြောက်စိတ်နဲ့တခြားမြောက်တကောင်ကိုအပစ်လွှဲချလိုက်ပါတယ်အဲ့ဒီညနောက်ပိုင်းမှာဆုံးမကဗလာဒီမာကိုသူမရဲ့ကူထဲကိုခေါ်ပြီးတာဥလီကိုဘာလို့တမဖြစ်ခဲ့တာလဲလို့မေးပါတယ်ဗလာဒီမာကတော့သူခိုင်းတဲ့အတိုင်းလုပ်ခဲ့ပြီးဘူရင်အပေါ်သစ္စာရှိကြောင်းပြန်ပြောပါတယ်သူကဆုံးမကိုသူ့ရဲ့သစ္စာရှိမှုအကြောင်းနားချနေတော့မှဗန်ညာကသူတို့နှစ်ယောက်ညှင်းခုန်နေတာကိုကြားသွားပြီးသူတို့စကားကိုခိုးနားထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အက်ဒဝတ်ဟာသူ့ရဲ့ညီအကိုဖြစ်ပြီးတရားဝင်ဘူရင်ထီရမယ်သူဆိုတာကိုသူသိသွားပါတယ်ဒါကဗန်ညာကိုဒေါသထွက်စေပြီးအက်ဒဝတ်ကသူ့ရဲ့အနာဂတ်ဘူရင်နေရာကိုမလူယူနိုင်အောင်သူ့ကိုတပ်ပစ်မယ်လို့ကိုကတိပေးလိုက်ပါတယ်တစ်ဖက်မှာလည်းဆုံးမကအက်ဒဝတ်အသက်ရှင်နေတာဟာဗလာဒီမာရဲ့အမားဖြစ်တဲ့အတွက်သူ့ကိုရှင်းပစ်ဖို့ချိန်ထောင်နေခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့အက်ဒဝတ်ကအီယန်တယန်တစ်ပင်အစုံမှာထိုင်ပြီးငှက်တွေနဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်အက်ဒဝတ်ကအီယန်ကိုဘာလုပ်နေတာလဲလို့မေးတဲ့အခါအီယန်ကသူ့ငှက်တွေနဲ့စကားပြောနေတာဖြစ်ပြီးတောအုပ်ရဲ့တစ်ဖက်ချမ်းမှာနင်းဖုံးနေတဲ့တောင်တန်းကြီးတစ်ခုရှိနေလို့ငှက်တွေကပြောနေကြောင်းပြန်ပြောပါတယ်အက်ဒဝတ်ကငှက်တွေပြောတဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုမယုံဖို့နဲ့သူတို့ပတ်ဝန်းကျင်မှာဘယ်တောင်တန်းမှမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့အီယန်ကတော့ငှက်တွေအမှန်တိုင်းပြောနေတာဖြစ်ပြီးတောအုပ်ထဲကနေထွက်သွားရင်သူတို့ကိုစောင့်ကြိုနေတဲ့ပိုကြည့်ကြတဲ့အရာတွေရှိနိုင်တယ်လို့အခိုင်အမာပြောနေခဲ့ပါတယ်သူတို့အငင်းပွားမှုမပြင်းထန်ခင်မှာပဲဘူရင်အစီခန်းတွေဖြစ်တဲ့စာကေနဲ့မာဆယ်တို့သူတို့ရဲ့အတိုင်းစီကိုရောက်လာပါတယ်သူတို့ကဘူရင်ကြီးကအက်ဒဝတ်ကိုတွေ့ချင်နေတယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒီနေ့နောက်ပိုင်းမှာတော့အက်ဒဝတ်ကဘူရင်ကြီးစီကိုတွားရောက်တွေ့ဆုံခဲ့ပြီးဘူရင်ကြီးကအက်ဒဝတ်ကိုစစ်ဆေးမိဝိုင်းနေချိန်မှာတမျိုးနည်းစုလုံးကဝိုင်းအောင်ကြည့်နေကြပါတယ်ဘူရင်ကြီးကအက်ဒဝတ်ကိုမကောင်းတဲ့လေခွက်တွေသုံးဖို့မော်အတတ်တွေသုံးနေတယ်ဆိုပြီးဆွတ်ဆဲလိုက်ပါတယ်ဒါပေမဲ့အက်ဒဝတ်ကဒီဆွတ်ဆဲချက်တွေကိုငြင်းဆိုလိုက်ပြီးဒါတွေဟာသူ့ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးဘယ်တော့မှမော်အတတ်ကိုမတုံခဲ့ဘူးလို့ဘူရင်ကြီးကိုပြန်ပြောပြခဲ့ပါတယ်ဘူရင်ကြီးကသူ့ကိုလက်တွေ့ပြခိုင်းတဲ့အခါမှာတော့အက်ဒဝတ်ကအပေါ်ကိုခုန်တက်ပြီးတီရွက်အချို့ကိုဆွဲယူလိုက်ပါတယ်